မင်္ဂလာပါဒီနေ့ကျမတို့နည်းနည်းဆွေးနွေးသုံးသပ်ဖို့ရင်းမြစ်တစ်ခုရထားပါတယ်အဲ့ဒါကတော့ Global Arcane Network GAN ကအော်တိုဘာလ9ရက်2020စက်တင်ဘာမှာထုတ်ထားတဲ့သတင်းဆောင်မှတစ်ခုကဟုတ်ကဲ့မင်္ဂလာပါခင်ဗျာခေါင်းစဉ်ကစိတ်ဝင်စားစရာနော်ညီလာခံမှာစကားပြောသူတော်တဲ့ကအကြမ်းဖက်သမားမျက်နှာနှစ်ခုပိုင်ရှင်စူကြဦးတင်နဲ့ဟုတ်ပါရဲ့ခေါင်းစဉ်ကတော်တော်လေးအားပြင်းတဲ့အဆိုပြုချက်နဲ့စထားတာဒီဆောင်မကအဓိကအားဖြင့်တော့စူကြဦးတင်ဆိုတဲ့ပုံကိုယ်တူဦးတွေကိုပဲအာယုံစိုက်ထားပုံရတယ်GAN ရဲ့အဓိကပြောချင်တဲ့အချက်ကဘာဖြစ်မလဲအဓိကကတော့ဒီစူကြဦးတင်ဆိုတဲ့တူမှာအများမြင်တဲ့ပုံစံတစ်မျိုးလူတွေမသိတဲ့နောက်ွယ်ကပုံစံတစ်မျိုးအဲ့လိုမျက်နှာနှစ်ခုရှိတယ်ဆိုတော့ကိုပြောချင်တာပဲဟုတ်ကဲ့ဆိုတော့ဒီနေ့ကျမတို့ရည်ရွယ်ချက်က GAN ရဲ့စောင်းမာတွေကဒီဆက်ဆွဲချက်တွေသူတို့တင်ပြတဲ့အချက်အလက်တွေကိုတေးသေးချာချာခွဲချင်းစိတ်ဖြတ်ကြည့်ဖို့ပေါ့နော် GAN ရဲ့တင်ပြချက်အတိုင်းပဲကြည့်ကြမှာပေါ့ကောင်းပါပြီဒါဆိုဘယ်ကစကြည့်ကြမလဲစူကြဦးရင်ရဲ့အများသည့်ပုံရင်ဆိုတာနဲ့ GAN ကသူ့ကိုဘလို့ဆွဆွဲထားတယ်လဲဆိုတာအရင်ပြောကြည့်ကြတာပေါ့ကောင်းပါလေ GAN ဆောင်းပါးထဲမှာဖော်ပြထားတာကတော့စူကြဦးရင်ဆိုတာအကိပိဆိုင်ကညီလာခံတွေဆွေးနွေးပွဲတွေမှာတွေ့ရတာတဲ့တူတယောက်ဟုတ်ကဲ့ပြီးတော့အာဆီယံနိုင်ငံတနိုင်ငံမလေးရှားဖြစ်ဖို့များတယ်လို့ဆောင်းပါးမှာအရေးအမြတ်ပါတယ်အဲ့ဒီမှာအခြေဆိုင်နေထိုင်တယ်လို့ဆိုပါတယ်အမြောက်ရှိပုံရင်ကတက်ကြွလှုပ်ရှားသူပုံစံမျိုးလားအဲ့လိုမျိုးပေါ့သူ့လိုဖွဲ့စည်းရတဲ့စကားပြောပေးနေသူကိုစားပြုသူပုံစံမျိုးလို့ကောက်ချက်ဆွဲလို့ရလောက်အောင်ဖော်ပြထားတာပါတယ်ဒါပေမဲ့ GAN ရဲ့အထူးဆွဆွဲခက်ကအဲ့ဒါနဲ့တော်တော်လေးကွဲလွဲနေတယ်နော်ဟုတ်ပါတယ်အထူးဆွဆွဲချက်ကသူဟာ Arakan Rohingya Salvation Army ရဲ့ထိပ်တန်းခေါင်းဆောင်တူဖြစ်တယ်ပြီးတော့အရေးပါတဲ့အကြံပေးတယောက်လည်းဖြစ်တယ်လို့အတိအလင်းဆွဆွဲထားတာတော်တော်လေးလေးနဲ့တဲ့ဆွဆွဲချက်ပဲ ARSA ဂုံးဆောင်နဲ့အကြံပေးဆိုတော့လေအလွန်လေးနဲ့ပါတယ်ပြီးတော့ GAN ကဒီပေါ်မှာဆက်ပြီးတော့လည်းဖြစ်ပြောထားတယ်သူတို့အဆိုအရဆိုရင်စူချာဦးတင်ကရခိုင်ပြည်နယ်မြောက်ပိုင်းကမွတ်စလင်မဟုတ်တဲ့တခြားလူမျိုးစုတွေပေါ့ဟုတ်ကဲ့ဥပမာရခိုင်ဟိန္ဒူဒိုင်းနက်အဲ့လိုမျိုးတွေလားဟုတ်ပါတယ်အဲ့ဒီလူမျိုးစုတွေကိုပြစ်မှတ်ထားပြီး ARS ကလုတ်တယ်လို့ဆွဆွဲခံနေရတဲ့အကြမ်းဖက်လုပ်ရက်တွေရှိတယ်လေအဲ့ဒီလုပ်ရက်တွေအတွက်လူထုထောက်ခံမှုရအောင်လူအင်အားပါဝင်လောင်စီယောင်းလုံစောနေတဲ့အဓိကလူတယောက်လို့ဆိုပြန်ရောဆိုလို့ရှင်းမှာတစ်မျိုးနှုတ်ကွယ်မှာတစ်မျိုးဆိုတဲ့ပုံစံမျိုး GAN ကပုံဖော်ချင်တာပေါ့ဒီလိုဆွဆွဲချက်ကပြင်းထန်တော့သူတို့မှခိုင်မာတဲ့အထောက်အထားရှိတယ်လို့ဆိုထားလားအဲ့ဒါနဲ့ပတ်သက်ပြီးသူတို့စီမှာဗီဒီယိုအထောက်အထားနှစ်ခုရထားတယ်ဆိုပြီးစောင်းမမှာအလေးပေးဖော်ပြထားတာတွေ့ရတယ်ဗီဒီယိုနှစ်ခုဟုတ်ကဲ့ဟုတ်ပါတယ် GAN ကကြော်တာကသူတို့မကြတဲ့ခင်ကရထားတဲ့စူကြောဦးဒင်းတရုတ်ထဲစကားပြောနေတဲ့ဗီဒီယိုဖိုင်နှစ်ခုကသူ့ရဲ့မျက်နှာနှစ်ခုဆိုတာကိုတက်တက်ပြနေတယ်လို့ဆိုတယ်အဲ့ဒီဗီဒီယိုနှစ်ခုကဘလို့ကွာခြားလို့လဲအချိန်ရောနေရာရောပြောတဲ့အကြောင်းအရာနဲ့လေတံရောလုံးဝကွေပြောင်းခြားနားနေတယ်လို့ဆိုတယ်အဲ့ဒီကွေပြောင်းမှုကပဲသူ့ရဲ့ပုံစံမျိုးကိုထင်ထင်ရှားရှားပြနေတယ်လို့ GAN ကယုံကြည်ပုံရပါတယ်စိတ်ဝင်စားစရာပဲဒါဆိုပထမဗီဒီယိုအကြောင်းအရင်ပြောကြည့်အောင်အဲ့ဒါကဘတုံးကလဲပထမဗီဒီယိုက2025ခုနှစ်ဩဂတ်လ25ရက်နေ့ကလို့ဆိုတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားမှာလုတ်တဲ့ညီလာခံတစ်ခုမှာသူပြောခဲ့တဲ့မိန့်ခွန်းပေါ့နော်အများရှိမှပြောတဲ့စကားပေါ့နော်အဲ့ဒီမှာသူဘာတွေအဓိကပြောသွားလဲအဲ့ဒီညီလာခံမိန့်ခွန်းထဲမှာသူလူဖွဲ့စည်းအဖိနှိပ်ခံနေရတယ်အဲ့လိုဖိနှိပ်နေတာကလူမျိုးတုံးတက်ဖြတ်တဲ့အစိုးရရဲ့နာဇီဝါဒီလူမျိုးရေးခွဲခြားမှုတွေရဲ့ကြောင်ဖြစ်တယ်ဆိုပြီးတော်တော်ပြင်းပြင်းထန်ထန်ပြောခဲ့တယ်လို့ဂန်ဆောင်းပေါ်မှာဖော်ပြထားတယ်နာဇီဝါဒီလူမျိုးရေးခွဲခြားသူတွေဆိုတဲ့စကားလုံးကတော်တော်တိကျတယ်နော်ဘသူကိုယဉ်ညွန်းတာလဲဆိုတာဆောင်းပေါ်မှာပါတယ်လားပါပါတယ်ဂန်ရဲ့ဖော်ပြချက်ကြီးဟာသူအဓိကပြမထားပြောတော်လာကရခိုင်ဒီဥဆောင်တဲ့ရခွင်းတက်တော်အေးအေးကိုပါပဲအေးအေးကိုလားဟုတ်တယ်အေးအေးကိုနာဇီဖွဲ့စည်းတဲ့ Neo-Nazi Organization ဆိုတဲ့စကားလုံးအတိအကျတုံးပြီးတက်စိတ်ကတ်ပြောဆိုခဲ့တယ်လို့ဆိုတယ်ဟင်းအဲ့တော့ဒီတုံးလုံးတာလားဟုတ်ကဲ့ပြီးတော့အေးအေးဟာမြန်မာအစိုးရထက်အများကြီးပိုဆိုးတယ်လို့ပြောခဲ့တဲ့ပြီးတော့ဒေတာတော်ဝင်ငင်းချင်းချင်းနဲ့လုံခြုံရေးအတွက်ပိုပြီးအန်ဒီရများပြီးအစိတ်အတောက်ဖြစ်စေတယ်ဆိုပြီးအလုံးပင်းထန်တဲ့ဆွဆွဲချက်တွေလုပ်ခဲ့တယ်လို့စောင်းပါမှာပါပါတယ်ကိုနာဇီဖွဲ့အစည်းတယ်လို့တုံးလုံးတာနိုင်ငံတကာတိုင်းဝိုင်းကတတိထားမိအောင်တမင်ရွေးထုံးတဲ့စကလုံးမျိုးဖြစ်နိုင်တယ်ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး GAN ကဘလို့သုံးသက်ထားလဲလွတ်လပ်စွာပြောဆိုခွင့်လားဒါမှမဟုတ်တခြားရည်ရွယ်ချက်ရှိတယ်လို့ဆိုသလား GAN ကတော့ရှင်းရှင်းလင်းလင်းပဲဒါကလွတ်လပ်စွာပြောဆိုခွင့်ဆိုတာချက်ပို့သွားပြီရခိုင်လူမျိုးတစ်မျိုးသားလုံးနဲ့အေးအေးအပေါ်ကိုပင့်မှတ်ထားတဲ့အမုန်းတရားဖြန့်ဝေမှု
လုံဆောင်မှုဖြစ်တယ်လို့သူတို့ကဆိုပါတယ် hate speech ပေါ့ ဟုတ်ပါတယ်အဖွဲ့အစည်းတစ်ခုကိုနာစီလို့တစိတ်ကတ်တာကအလွန်လေးနက်တဲ့ဆွဆွဲချက်ဖြစ်ပြီးဒါဟာအကြမ်းဖက်မှုလေးဖြစ်လာအောင်တွန်းအားပေးနိုင်တဲ့အန်ဒီရရှိတဲ့လို့ရလို့ KN ကရှုမြင်ကြောင်းဆောင်းပါးမှာဖော်ပြထားပါတယ် ကောင်းပါပြီဒါကပထမဗီဒီယိုအများရွှေညီလာခံစကားတွေနဲ့ပတ်သက်တဲ့ KN ရဲ့တင်ပြချက်ပေါ့အခုဒုတိယဗီဒီယိုကြည့်ရအောင်ဒါကအချင်းကြီးတို့အချိန်ရုပ်กว่าတယ်ဆိုထားတယ်နော် ဟုတ်ပါတယ်ဒုတိယဗီဒီယိုကပထမတစ်ခုနဲ့လုံးဝကိုပြောင်းပြန်အချင်းဒီမှာရိုက်ထားတယ်လို့ GAN ကဖော်ပြတယ်အော်တိုမာလာ9ရင်းကထွက်လာတာဆိုတော့ပထမဗီဒီယိုနောက်ပိုင်းတစ်လကျော်လောက်ကြာတော့မှာပေါ့ ဟုတ်ကဲ့ဘလို့အချင်းနေမျိုးလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကတိုးတွင်ပုံအောင်ရနေရတခုမှာတယ်အဲ့ဒီမှာ ESR တဲ့ခေါင်းဆောင်တူအနေနဲ့သူကနောက်လိုက်တဲ့ကိုစကားပြောနေတဲ့ပုံစံမျိုးဖြစ်တယ်လို့ GAN ကဆိုပါတယ် တော်လေးက ASR ရဲ့ခေါင်းဆောင်အနေနဲ့ဆိုတော့ညီလန်ကန်စင်ပေါ်ကပုံစံနဲ့တော့ကွာပါတယ်ဒီဗီဒီယိုကမှစူဂျာဦးရင်းရဲ့ရည်ရွယ်ချက်အမှန်ကိုပြတယ်လို့ JN ကဆိုလိုချင်တာလား အဲ့လိုမျိုးသဘောတက်ရောက်ပါတယ် JN တင်ပြချက်ထဲမှာဒီဒုတိယဗီဒီယိုအကြောင်းကအပြင်းထန်ဆုံးနဲ့အထီးလန့်စရာအကောင်းဆုံးလို့ပြောရမယ်သူတို့အဆိုအရပေါ့လေဒီဒုတိယဗီဒီယိုထဲမှာစူဂျာဦးရင်ကရခိုင်ပြည်နယ်ကရခိုင်လူမျိုးတွေကိုလူမျိုးတုံတန့်စင်ရဲ့ ethnic cleansing လုပ်မဲ့အစီအစဉ်ကိုတော်တော်လေးကြောက်စရာကောင်းတဲ့စကားလုံးတွေနဲ့ပုံဖော်ပြခဲ့တယ်လို့ဆိုတယ် လူမျိုးတုံးတန့်စင်ရဲ့တော်တော်ကြောက်စရာစကားလုံးပဲ GN ကသူ့ရဲ့မူရင်းစကားအတိအကျကိုကထားသေးလား ဟုတ်ကဲ့စောင်းမတဲ့မှာတိတိကျကျကိုကဖော်ပြထားတာပါသူစကားအတိုက်ဆိုရင်ဒီလိုပါရခိုင်လူမျိုးတွေအတွက်နေမြေမရှိသင့်ဘူးဗမာလူမျိုးတွေအတွက်လည်းနေမြေမရှိသင့်ဘူးရိုဟင်ဂျာတွေအတွက်ရိုဟင်ဂျာနေမြေပဲရှိရမယ်တခြားနီလမ်းမရှိဘူး ဟုတ်မလဲ ဒါကြောင့်နိုင်ငံတကာဥပဒေနဲ့ထောက်ခံစီရင်မှုတွေနဲ့တူကျွန်တော်တို့ရဲ့လွတ်လပ်ရေးကျွန်တော်တို့ရဲ့မြေကျွန်တော်တို့ကိုယ်တိုင်ကိုဆောင်ရှောက်ရမယ်ကျွန်တော်တို့ရဲ့မြေကျွန်တော်တို့ရဲ့လွတ်လပ်တဲ့မြေအဲ့ဒါကိုကောက်ွယ်ရမယ်ရိုဟင်ဂျာနယ်မြေတစ်ခုဖန်တီးရမယ်ပြီးတော့ရိုဟင်ဂျာတွေရဲ့အနာဂတ်ရိုဟင်ဂျာရဲ့ကံကြမ္မာကိုဆုံးဖြတ်ရမယ်အဲ့ဒီမှာရိုဟင်ဂျာလူမျိုးတွေပဲနေထိုင်ရမယ်ဒါကတော့ GN ကကိုကဖော်ပြထားတဲ့သူ့ရဲ့တော်ရဲမင်းခွန်းလို့ဆိုတဲ့အထက်ကအပြင်းထန်ဆုံးအပိုင်းပဲချင်းဗျာ ဒီစကားတွေကတော့တကယ်တုံလောက်ဆရာတဲ့ရခိုင်လူမျိုးတွေအတွက်နေမြေမရှိသင့်ဘူးဗမာလူမျိုးတွေအတွက်လည်းနေမြေမရှိသင့်ဘူးယိုဟင်ဂျာတွေအတွက်ယိုဟင်ဂျာနေမြေပဲရှိရမယ်အဲ့ဒီမှာယိုဟင်ဂျာလူမျိုးတွေပဲနေထိုင်ရမယ်ဆိုတာကရှင်းရှင်းလင်းလင်းလူမျိုးရေးတန့်စင်ရေးရွေးချက်ကိုပြနေရလို့ GN ကဆိုလိုတာပေါ့နော် ဟုတ်ပါတယ်ပထမဗီဒီယိုတွေကညီလာခံစကားတွေလူခွင့်ရေးတို့ဖိနှိပ်မှုတို့ပြောခဲ့တာတွေနဲ့ဒီဒုတိယဗီဒီယိုတွေကတော်တဲ့စကားတွေကလုံးဝကိုကွဲလွယ်စမ်းကျင်နေတာတွေ့ရတယ် ဒါကြောင့် GN ကမျက်နှာနှစ်ခုပန်ရှင်လို့ခေါင်းစဉ်တက်ထားတာကို အတိအကျပါပဲ GN ကဒီဗီဒီယိုနှစ်ခုကိုယင်းပြည့်တဲ့စူးကြဦးရင်ဟာမျက်နှာနှမျိုးနဲ့လှုပ်ရှားနေသူအများရှိစကားတွေကသူ့ရဲ့တကယ်ရွေးချက်အစစ်အမှန်ကိုဖုံးကွယ်ထားတဲ့ဟန်ဆောင်မှုပဲဖြစ်တယ်လို့အတိအပြဖွင့်ဆိုခြင်းမရတယ် ဟုတ်ကဲ့ဒုတိယဗီဒီယိုကမှသူ့ရဲ့အချမ်းဖတ်လိုလာတဲ့လူမျိုးရေးတန့်စင်လိုတဲ့အတွင်းစိတ်အမှန်ကိုဖော်ပြတယ်လို့ GN ကပြင်းပြင်းထန်ထန်ဆွဆွဲတာပေါ့ ဟုတ်ပါပဲသူတို့ရဲ့အဓိကအဆိုးကိုဒီဗီဒီယိုနှစ်ခုနဲ့တက်တဲ့ထူကိုစ조사ထားတာရှင်းရှင်းလင်းတွေ့ရတယ် ဒီလိုပြင်းထန်တဲ့ဆွဆွဲချက်ဒီလိုဗီဒီယိုထောက်ထားလို့ဆိုတဲ့အရာတွေတင်ပြပြီးတော့ GN ကဘလို့အရေးယူဆောင်ရေးစေခြင်းတယ်လို့တိုက်တွန်းထားတယ်လေ GN ရဲ့တိုက်တွန်းချက်ကတော့အဓိကအဖြစ်အပြည်ပြည်ဆိုင်ရာအတိုင်းဝိုင်းကိုဦးတည်တယ်အထူးသဖြင့်အနောက်နိုင်ငံတွေပြီးတော့စူဂျာဦးတန်အခြေစိုက်တယ်လို့သူတို့ယူဆတယ်မလေးရှားလိုနိုင်ငံမျိုးတွေကိုပေါ့ ဟုတ်ကဲ့သူတို့ဘာလို့စေခြင်းတာလဲ သူတို့အဓိကတောင်းဆိုတာကဒီလိုနိုင်ငံတွေမှာခိုလုံခွင့်ရနေတဲ့အကြမ်းဖက်ခေါင်းဆောင်တွေလို့သူတို့သတ်မှတ်တဲ့သူတွေဟာတကယ်တော့အဲ့ဒီနိုင်ငံတွေရဲ့လုံခြုံမှုအောက်ကနေတခြားနိုင်ငံတွေမှာရှိတဲ့အပြစ်မဲ့အယက်သားတွေအမျိုးသမီးတွေကလေးတွေပါဝင်ပေါ်တယ်သူတို့ပေါ်အကြမ်းဖက်မှုတွေအစိုးရလောက်ရက်တွေကိုစီယုံလုံဆောင်နေကြတယ်ဆိုတာကိုသက်ဆိုင်ရာနိုင်ငံတွေကအလေးအနက်သိဖို့အတိမပြုတ်ဖို့လိုတယ်ဆိုတာပါပဲ ဆိုလိုတာကဒီလိုလူတွေကိုလက်ခံထားတဲ့နိုင်ငံတွေမှာတောင်းရှိတယ်သူတို့ရဲ့လူရက်တွေကိုစောင့်ကြည့်ပြီးအရေးယူဖို့လိုတယ်ဆိုတဲ့သဘောမျိုးလား ဟုတ်ပါတယ်စူဂျာဦးဒင်ကိုတိုက်ရိုက်ရည်ညွှန်းပြီးတော့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင်တဲ့အဓိကအကြံပေးဖြစ်သူစူဂျာဦးဒင်လိုလူမျိုးကိုချက်ချင်းအရေးယူဖို့ take immediate action ဆိုပြီးအတိအလင်းတိုက်တွန်းထားကြောင်းစောင်းပါမှာရေးထားပါတယ် တော်တော်လေးတိကျတဲ့တောင်းဆိုမှုပဲ ဟုတ်ကဲ့နိုင်ငံတကာအတိုင်းဝိုင်းအထူးသဖြင့်သူ့ကိုလက်ခံထားတဲ့လူရောင်းအနေနဲ့ဒီလိုလွတ်ဆောင်မှုတွေကိုတားဆီးဖို့ရပ်တန့်အောင်လှုံ့ဆော်ဖို့တာဝန်ရှိတဲ့ဆိုတဲ့အမြင်ကိုတင်ပြထားတာပါ ကောင်းပါပြီ
ဒီနေ့ကျမတို့ဆွေးနွေးခဲ့လာပြီကိုအချင်းချုပ်ပြန်ပြီးကြည့်လိုက်ရအောင် Global Oracle Network ကြီးရဲ့ October 9 ရက်နေ့သတင်းဆောင်မကိုအခြေခံပြီးစူဂျာဦးဒင်းဆိုတဲ့လူတစ်ယောက်ရဲ့မျက်နှာနှစ်ခုရှိတယ်ဆိုတဲ့ဆွဆွဲချက်ကိုအဓိကထားဆွေးနွေးခဲ့ကြတယ် ဟုတ်ပါတယ်ပထမမျက်နှာကနိုင်ငံတကာညီလာခံတွေမှာလူအခွင့်အရေးဖိနှိပ်မှုတွေအကြောင်းပြောတယ်အေအေကိုနာဇီဖွဲ့စည်းတစ်လို့ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ပုံစံ ဒုတိယမျက်နှာကတော့ GN ရဲ့အဆိုအရတောထဲမှာ ARSA ခေါင်းဆောင်တစ်ယောက်အငင်းနဲ့ရခိုင်နဲ့ဗမာတွေကိုဖယ်ရှားပြီးရိုဟင်ဂျာတီးသွန်နေမြေထူထောင်ဖို့လူမျိုးသွန်းဆန်စင်ကြီးလုပ်ဖို့ပြောဆိုနေတယ်ဆိုတဲ့ပုံစံပေါ့ GN ကဒီကွဲပြားတဲ့ပုံစံနှစ်ခုကိုတက်တဲ့ထူဖို့ဆိုပြီးမတူညီတဲ့အခြေအနေနှစ်ခုကဗီဒီယိုနှစ်ခုကိုတင်ပြခဲ့တယ်ဒီအပေါ်မူတည်ပြီး GN ကစူဂျာဦးဒင်းကိုရေးယူဖို့နိုင်ငံတကာအတိုင်းအဝိုင်းကိုတိုက်တွန်းခဲ့တယ် ဒီနေရာမှာအရန်အရေးကြီးတဲ့အချက်တစ်ခုကိုကျမတို့သတိပေးချင်ပါတယ်ဒီနေ့ကျမတို့ရဲ့ဆွေးနွေးမှုတစ်ခုလုံးဟာ Global Oracle Network GN ကထုတ်ပြန်တဲ့သတင်းဆောင်ပါတစ်ပုဒ်ချဲမှာပါတဲ့အချက်လက်တွေသူတို့ရဲ့အမြင်တွေဆွဆွဲချက်တွေသူတို့တင်ပြတဲ့အထောက်အထားတွေကိုပဲအခြေခံပြီးသုံးသပ်ခဲ့တာဖြစ်ပါတယ် ဟုတ်ကဲ့ဒါအင်မတန်ရေးကြည့်ပါတယ်ကျွန်တော်တို့လုပ်ခဲ့တာက GN ရဲ့တင်ပြပုံသူတို့အငြင်းအခုံတိဆောက်ပုံကိုခွဲခြမ်းစိတ်ဖြားတာဖြစ်ပါတယ် GN ရဲ့ဆွဆွဲချက်တွေသူတို့ပြတဲ့ဗီဒီယိုတွေကတကယ်ဟုတ်လားမန္တလာအခြေအနေပြည့်စုံကဘလို့လဲဆိုတာတွေကိုအတီးပြုတ်ပြတာလုံးဝမဟုတ်ပါဘူး မှန်ပါတယ်ဒီအချက်လက်တွေရဲ့မှန်ကန်မှုကိုတိကျအတည်ပြုဖို့ဆိုတာကဒီဆွေးနွေးမှုရဲ့အပိုင်းမဟုတ်ပါဘူး ဟုတ်ပါတယ်သတင်းတွေကိုလက်ခံတဲ့အခါအထူးသဖြင့်ဒီလိုပြင်းထန်တဲ့ဆွဆွဲချက်တွေတစ်ဖက်နဲ့တစ်ဖက်စန့်ကျင်နေပုံရတဲ့အထောက်အထားတွေပါလာတဲ့အခါဘလူကတင်ပြတာလဲသူတို့ရဲ့ယက်တီချက်ကပါလဲဘလို့ကြိုးစီပွားပတ်သက်နိုင်လဲတင်ပြတဲ့အထောက်အထားကတော့ဘလောက်ခိုင်မာမှုရှိတယ်လဲဆိုတာတွေကိုဝေဖန်ပိုင်းခြားသုံးသပ်ဖို့အများရန်လိုအပ်တယ်ခင်ဗျာ ဟုတ်ပါတယ်ဒါကြောင့်ဒီဆွေးနွေးမှုရဲ့အဆုံးမှာစဉ်းစားစရာအတွေးလေးတစ်ခုခြံထားခဲ့ချင်ပါတယ်ဒီလိုမျိုးတစ်ဖက်တည်းကတင်ပြလာတယ်အလွန်ပြင်းထန်ပြီးအပြာအလန်စန့်ကျင်နေပုံရတဲ့အချက်လက်တွေဆွဆွဲချက်တွေပါနေတဲ့သတင်းအီးမြစ်တွေကိုကျွန်တော်တို့ကြုံတွေ့ရတဲ့အခါဘယ်အရာကိုဘလောက်အထိယုံကြည်လက်ခံသင့်တယ်လဲအမှန်တရားကိုဘလို့ရှာဖွေစစ်စစ်ကြမလဲဆိုတာပေါ့ အထူးသဖြင့်ဒီကိစ္စမှာလိုပဲပေါ့လူတယောက်ရဲ့အများရှိပြောစကားတွေနဲ့သူ့ရဲ့နောက်ွယ်ကရွေချက်အမှန်လို့ဆွဆွဲခံရတဲ့လောက်ရက်ဒီစကားတွေကြားတဲ့ကကွာဟာချက်ကိုကျွန်တော်တို့ဘလို့အကဲဖြတ်ကြမလဲဘယ်ဗီဒီယိုကပုံမှန်တယ်လဲဒါမှမဟုတ်နှစ်ခုလုံးကသူ့ရှုထောင်းနဲ့သူ့မှန်နေရလားဒါမှမဟုတ်ချင်းတွေကပဲဒီလိုစကားတွေထောက်လောင်ပုံဖော်လိုက်တာလား ဟုတ်ကဲ့ဒါတွေကတကယ်စဉ်းစားစရာမေးခွန်းတွေပါပဲ ဒီလိုမေးခွန်းတွေကဒီလိုရှုပ်ထွေးတဲ့အကြောင်းအရာတွေကိုလေ့လာတဲ့အခါကိုယ့်ဘာသာကိုဆက်ပြီးမေးမြန်းဆင်ခြင်သုံးသပ်သွားရမယ့်အချက်တွေပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ပဲဒီနေ့ဆွေးနွေးမှုကိုဒီမှာပဲရန်နာလိုက်ပါစေခင်ဗျာ ဟုတ်ကဲ့ပါနားဆင်ပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်